အကြောင်းမှာမိသားစုတွေလာလဲတဲ့ပွဲစတင်ခဲ့တယ်။ကျမရဲ့မိသားစုဖြစ်တဲ့ Gomes, Morticia, Paxley နဲ့ Lash တို့ရောက်လာကြတယ်။သူတို့ကိုမြင်ရတာကျမမပြောဘူး။ကျမဟာရဲမှတ်တန်းဟောင်းတစ်ခုကိုရှာတွေ့ခဲ့တယ်။အဲ့ဒီထဲမှာလွန်ခဲ့တဲ့32နှစ်က Gomes ဟာ Garrett Gates ဆိုတဲ့ကောင်လေးကိုဒီเจ้าမှာပဲတက်ခဲ့လေလို့ရေးထားတယ်။ Garrett ဟာတာမန်လူ Normie တယောက်ဖြစ်ပြီး Morticia ကိုချစ်နေသူပါ။ကျမတို့မိသားစုကုထုံးစရာဝန်နဲ့တွားတွေ့ခဲ့တယ်။ Paxley ဟာကျမကိုလွမ်းကြောင်းပြောတယ်လို့ Gomes နဲ့ Morticia ကလည်းလွမ်းတယ်လို့ပြောကြတယ်။ကျမကဟိုအမှုတွဲဖိုင်ကိုထုတ်ပြပြီး Garrett အကြောင်းမေးလိုက်တဲ့အခါ Morticia ကအရန်ကြောတာထွက်ပြီးအခန်းထဲကထွက်သွားခဲ့တယ်။အဲ့ဒီနောက်မှာအလောင်းစစ်ဆေးတဲ့ဆရာဝန်ကကိုတေချောင်းကြံစီသွားပြီးတေတန်းစာချမ်းထားခဲ့တယ်။သူဟာအမှုဟောင်းမှာလိန်ညာရဲ့လို့ရေးထားတယ်။အဲ့ဒီအချိန်မှာပဲရဲအရာရှိရောက်လာပြီးလူအများရှေ့မှာ Gomes ကိုဖမ်းသွားပါတော့တယ်။ကျမတကယ်အံ့ဩသွားခဲ့တယ်။ကျမအချင်းထောင်ကိုသွားပြီး Gomes ရဲ့စကားပြောခဲ့တယ်။ Garrett က Morticia နောက်ကိုလိုက်နှောင်ချက်ပြီးကပွဲမှာသူ့ကိုတိုက်ခိုက်ခဲ့တယ်လို့ Gomes ကပြောတယ်။ဒါနဲ့ခုခံရင်မတော်တဆတည်သွားတာလို့သူကပြောပေမဲ့သူ့မျက်နှာကိုကြည့်ရတာတခုခုဖုံးကွယ်ထောက်ပုံရတယ်။အဲ့ဒါနဲ့ကျမ Morticia ကိုတယောက်ထင်းမေးကြည့်တဲ့အခါအမှန်တရားကိုသိခဲ့ရတယ်။ Garrett က Gomes ကိုတတ်ဖို့ရောက်လာတာပါ။ Garrett ရဲ့မျက်လုံးတွေကကြောက်စရာကောင်းနေပြီးပါးစပ်ကလည်းအမြုပ်တွေထွက်နေခဲ့တယ်။ Gomes ကိုကဲဖို့က Morticia ကဓားကိုကင်ပြီး Garrett ကိုထိုးလိုက်တာပါ။ Gomes ကတော့ Morticia ကိုကာကွယ်ချင်လို့အပိအားနှင်းကိုသူ့လောက်တာပါဆိုပြီးကောင်းခံနေတာဖြစ်ပါတယ်။ညဘက်မှာကျမတို့တင်ကိုင်းကိုသွားပြီး Garrett ရဲ့အလောင်းကိုတူးဖော်ခဲ့တယ်။သူ့ရဲ့လက်ချောင်းမှာအစိတ်ချောင်ဖြစ်တဲ့အပြာရောင်တွေတွေ့ရတယ်။ပြီးတော့ကျမအနာဂတ်ကိုမြင်တဲ့အာယုံတစ်ခုရခဲ့တယ်။ Garrett ရဲ့အဖေဟာထူးခြားစွမ်းရည်ရှိသူတွေကိုမုန်းတီးပြီးကျောင်းသားအားလုံးကိုတတ်ဖို့အတွက် Garrett ကိုအစိတ်ခိုင်တာပါ။ဒါနဲ့အထိုးမခံခဲ့ကလေးက Garrett ရဲ့အိတ်ကက်ထဲမှာအစိတ်ပလင်းကွဲပြီးသူဟာအစိတ်ချောင်တေဆုံးခဲ့တာဖြစ်ပါတယ်။ကျမတို့အဲ့ဒီအထောက်အထန်းကိုမြို့တော်ဝင်စီပြလိုက်တဲ့အခါအမှုအားလုံးပိတ်သွားပြီး Gomes လွတ်မြောက်လာခဲ့ပါတယ်။ယူချင်းဟာမိစ္ဆာရဲ့တိုက်ခိုက်မှုကိုခံပြီးတတိမိတ်နေတာကြောင့်ကျမစိတ်မကောင်းဖြစ်မိတယ်။ဒါဟာကျမကြောင့်လို့ခံစားရတယ်။အခြားတစ်ဖက်မှာလည်း Enid ကသူ့အမေရဲ့ဖိအားပေးမှုကိုညှင်းဆန်ခဲ့တယ်။ Bianca ကလည်းသူ့အမေရဲ့ဂိုင်းတဲကိုမဝင်ဘဲတော်လန်ခဲ့တယ်။မိသားစုပြန်ခါနီးမှာ Morticia ကကျမကိုကြီးကန်းတဲ့သူလေးလို့ဆိုတယ်။ကျမရဲ့အာယုံတွေကတေဆုံးခြင်းကိုမြင်ရတယ်။သူမကပျော်ရွှင်ခြင်းကိုမြင်ရတယ်။ဒုအမတ်နဲ့သူလေးလို့ဆိုတယ်။ဇလန်အစုံမှာတော့မြေကြီးပေါ်မှာမီးစာလုံးတွေနဲ့မီးမိုးတွေရွာလိုက်လိမ့်မယ်ဆိုတဲ့စာသားပေါ်လာတယ်။ကြောင်ကြီးမီးလောင်တော့မဲ့နမိတ်ပါပဲ။ကျမအဲ့ဒီမိစ္ဆာကိုရှာရပါမယ်။မိဘတွေရဲ့လက်ရောက်ချက်ကိုတီးလိုက်ပေမဲ့ကျမကတော့ကျမရဲ့မောင်းတိုက်သောလမ်းစဉ်အတိုင်းပဲဆက်လက်လျှောက်သွားပါမယ်။ဒီဇလန်လေးကိုစိုက်ကြဆိုရင် like and share လုပ်ပေးပါနော်။နောက်ထပ်ဒီဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုတာကိုညမှာလုပ်ပေးနိုင်ပါတယ်။ဇလန်ကောင်းလေးကိုဘယ်လိုချင်လို့ဆိုရင်တော့အခုဒီ page ကို follow လုပ်ထားလို့နေပါမယ်နော်။